အရေးမဲ့ channel လေးလီနီအားလုံးကိုကြိုဆိုလိုက်ပါတယ်ဇလန်ကောင်းဒီနာဆင်ဖို့ channel လေးကို subscribe လုပ်ပေးထားကြပါအောင်နော်ဇလန်လေးရဲ့နာမည်ကသွေးစွမ်းသောနတ်ဆိုးကျင်စာနီဝิญဉ်ခေါ်တဲ့ပဲဖြစ်ပါတယ်ဇလန်လေးကိုဆက်လိုက်အောင်နော်မူသေးထန်စွာရွာသွန်းနေညတညမှာအောင်သူဆိုရဲ့လူငယ်တယောက်ဟာနယ်မြေလေးတစ်ခုကနေရန်ကုန်ကိုအပြင်လမ်းမှာကားဖြစ်သွားခဲ့ပါတယ်ဖုံးလိုင်းကလည်းမမီပဝင်းချင်းကလည်းတောအူကြီးတွေနဲ့မို့သူတော်တော်လေးအခက်တွေ့နေခဲ့တယ်။လမ်းဘေးတဲ့နေရာမှာဟောင်းလွှမ်းနေတဲ့တေတာအိမ်ကြီးတစ်လုံးကိုတွေ့လိုက်ရတဲ့အခါသူတဲခိုဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ကြီးကရှေးဟောင်းပုံစံဖြစ်ပြီးခြံဝင်းထဲမှာညောင်ပင်ကြီးတစ်ပင်ရှိနေတယ်။အောင်သူခြံတဲကိုလွှမ်းဝင်းလိုက်တဲ့အချိန်မှာပဲတကူလုံးစင်ခနဲဖြစ်သွားပြီးတစုံတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားလိုက်ရတယ်။အိမ်တကားကိုခောက်လိုက်တဲ့အခါအသက်80ကျော်လောက်ရှိမဲ့အဖွာအိုတယောက်ထလာပါတယ်။အဖွာကျွန်တော်ကားပြတ်သွားလို့တ냐လောက်တဲခုခွင့်ပြုပါလို့အောင်သူကတောင်းပန်တို့ရှို့လိုက်ပါတယ်။အဖွားကသူ့ကိုဆူဆူဝါးဝါကြည့်ပြီးမှလာပါဒါပေမဲ့တခုတော့မှတ်ထားညာတန်ကောင်ကြော်ရင်ဘဲအတန်ဖေးကြကြအခန်းပြင်ကိုလုံးဝမထွန်းနဲ့လို့သတိပေးလိုက်ပါတယ်။အောင်သူကိုပေးထားတဲ့အခန်းကအပေါ်ထိုင်ရဲ့အစုံစုံအခန်းပါအခန်းထဲမှာဖုံးလေးတနေပြီးနိုင်ရန်မှာလည်းရှေးဟောင်းတစ်ဖုံချီထားတယ်။အဲ့ဒီပုံထဲမှာအမျိုးသမီးတယောက်ကကလေးတယောက်ကိုချီထားပေမဲ့ကလေးရဲ့မျက်နှာကမဲမောင်နေပြီးဘာမှမမြင်ရဘူး။ည7:00နာရီဝန်းကျင်မှာတော့အောင်သူအိပ်ပျော်ခါဆွရှိသည်။အပေါ်ထဲမျက်နှာချက်ပေါ်ကနေတကြောက်ကြောက်နဲ့တခုခုကိုဆွဲနေတဲ့အတိုင်းကိုကြားလိုက်ရတယ်။ပြီးတော့ကလေးတယောက်နိုးတန်လို့ရဲတန်လို့အတန်တွေကလည်းနားထဲမှာပဲတင်ထန်နေပါလေ။သူကြောက်ကြောက်နဲ့ဆောင်းကိုခေါင်းပြီးခြုံထားတော့မှပဲကုရင်အောက်ကနေအေးဆက်ဆက်လက်တစ်ခတ်ထားသူခြေထောက်ကိုလွှမ်းကိုင်လိုက်တယ်လို့ခန်းစားလိုက်ရလေ။သူလန့်နိုးလာပြီးဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါဘာမှမရှိဘူး။ဒါပေမဲ့ကုရင်ဘေးကချမ်းပြင်မှာတော့ရွှွန့်ရာတွေထင်ကျန်နေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာအောင်သူဟာအင်ကြီးရဲ့နောက်ဖေးဘက်မှာရှိတဲ့စာကြီးခန်းဟောင်းတစ်ခုထဲကိုရောက်သွားပါတယ်။အဲ့ဒီမှာထိုင်လီစာအုပ်နှဟောင်းကိုတွေ့လိုက်ရတယ်။အဲ့ဒီစာအုပ်ထဲမှာလွန်ခဲ့တဲ့နှစ်30ကထိအတီကိုရေးထားတာပါ။ဒီအင်ကြီးမှာအရင်ကနေထိုင်ခဲ့တဲ့မိသားစုဟာမော်တက်တီကိုယုံကြည်ပြီးသူတို့ရဲ့ကလေးလေးအသက်ရှင်ဖို့အတွက်ရွာလေကလူငယ်တွေကိုရပ်ပိုးစော်ခဲ့ကြတယ်ဆိုတာအောင်သူသိလိုက်ရတယ်။အဲ့ဒီရပ်ပိုးစော်မှုကြောင့်ကျင်းစာဖြစ်တင်ပြီးတိမိသားစုလုံးတည်ဆုံသွားခဲ့တာပါ။အခုအိမ်မှာရှိနေတဲ့အဖွားအိုကတော့အဲ့ဒီမိသားစုရဲ့တူဦးတဲ့စောအသက်ရှင်ခြင်းရည်သူဖြစ်နေပါတယ်။အောင်သူစာပန်းနေတော့မှပဲအဖွားအိုကသူ့နောက်မှာရောက်နေပြီးမိသီးမတင်ထားတဲ့ကိုတီးသွားပြီပဲလူအပ်ခွဲတဲ့အတန်ကြီးနဲ့ပြောလိုက်ပါတယ်။အဖွားရဲ့မျက်လုံးတွေကသွေးရောင်လွှမ်းနေပြီးလက်စဲတွေကလည်းရှည်တော့လာပါတယ်။အောင်သူအိမ်ပေါ်ကနေအမြန်ပေးစစ်မှုကျူးစားပြီးမဲ့လေကားတွေကအစုံမရှိတယ်လို့ဖြစ်နေပါတယ်။အိမ်ရဲ့နေရန်တွေကနေတွေးတီစီးကြလာပြီးဝင်းရင်စိုးတွေကသူ့ကိုဝိုင်းထားကြပါတယ်။ပုံထဲကကလေးငယ်ကလည်းကုတေအောက်ကနေထွက်လာပြီးသူ့စီကိုတရွတ်တိုက်လာနေပါတယ်။ကဲကြပါဦးလို့အောင်သူအော်ထင်းနေပေမဲ့ဘသူမှမကြားနိုင်ပါဘူး။သူနောက်ဆုံးမှဖျားစာကိုအာယူပြီးအိမ်ရှိတကားကိုအတင်းသွင်းဖြစ်လိုက်ပါတယ်။တကားဖွင့်သွားတဲ့အချိန်မှာပဲသူ့အပြင်ကိုလွင့်ထွက်သွားခဲ့ပါတယ်။သူတတိပြန်ရလာတဲ့အချိန်မှာတော့မနဲ့လင်းနေပြီဖြစ်ပြီးသူ့ရှိမှမြင်နေရတာကအိမ်ကြီးမဟုတ်ပဲလူသူမရှိတဲ့သူ့တဲ့ဟောင်းကြီးတစ်ခုဖြစ်နေပါတော့တယ်။သူ့ရဲ့ကားလေးကလည်းသူ့တဲ့ရဲ့အဝင်ဝါးမှာရပ်ထားလျက်သား။သူကားပေါ်တက်ပြီးအမြန်မောင်းထလာခဲ့ပြီးမြင်နောက်ကြီးမှန်ထဲကိုကြည့်လိုက်တဲ့အခါကားနောက်ခန်းမှာစောကအဖိုးအိုနဲ့ကလေးငယ်ကထိုင်နေလာကိုတွေ့လိုက်ရပြီးဇက်လန်ကနေကုံချုပ်သွားပါတယ်။